အမကရုရှားမှာနေတာလားအဲ့ဒါဆိုရင်ရုရှား raw fish fish ရုရှားငါးစိမ်းကိုစားပြပါလို့မေးနေတဲ့သူတွေမိကဒီနေ့ရုရှား raw fish နဲ့ vodka ကိုစားပြမှာဖြစ်ပါတယ်ဒီငါ့ကိုကြတော့ scumbria လို့ခေါ်ပါတယ်မိဒီဟာကိုတစ်ခါမှမစားဘူးဒါပထမဦးဆုံးအနက်လေးကတော့မစိုး vodka နဲ့ဆိုရင် share ပဲ I can smell it โอ้ဆိုတော့အရင်ဆုံးအလဲအပိုင်းလေးကိုစားမယ်သူရဲ့ပုံစံလေးဒီလိုမျိုးပါသူကလုံးဝငါအစိမ်းတွေပေါ့နော်အရသာလေးကကြတော့လေညံတယ်ကတွင်းတဲ့ရောက်သွားတဲ့ခါကျရင်သူရဲ့အသားလေးတွေကလေပျော်ကျသွားလို့မျိုးဖြစ်တယ်ပေါ့နော်ဒီငါးရဲ့သားဒါပေမဲ့အုံနောက်ကတော့တိနေတယ်ဒါကြတော့ငါအစိမ်းဆိုတော့လေအဲ့ဆိုအဲ့ဒီခံစားခြင်းနဲ့မျိုးလို့ဘယ်လိုပြောမလဲမျိုးချလို့မရဘူးပေါ့နော်ဒါကြတော့အမီပိုင်းလေးဖြစ်ပါတယ်online ပေါ်မှာတွေ့နေကြတဲ့မျိုးငါးစိမ့်ရအဲ့လိုမျိုးတော့မရှိဘူးပေါ့နော်သူအရသာလေးနဲ့အဆင်ပြေတယ်စားလို့လည်းအဆင်ပြေပါတယ်အရင်တော့ကောင်းတော့မဟုတ်เนาะဒါပေမဲ့အဆင်ပြေတယ်စားလို့ဒီငါးရဲ့ရတာကိုမြန်မာပြည်ကသူတွေစားဖို့မှဆိုရင်ကြိုက်လိမ့်မယ်မေရဲ့အိမ်ကသူတွေကိုပေးစားမှဆိုရင်လည်းသူတို့ကြိုက်ကိုကြိုက်မှာเนาะမေကိုတိုင်းကဒီလိုမျိုးငါ6တွေငပိတွေမစားတဲ့သူဆိုတော့မေအတွက်ကတော့တိတ်ပြီးတော့မကြိုက်ပေါ့เนาะဒါပေမဲ့စားလို့တော့အဆင်ပြေပါတယ်ဒီနေ့ဗီဒီယိုလေးကတလောက်ပါပဲအားလုံးကိုနောက်ဗီဒီယိုမှာတွေ့ဖို့မျှော်လင့်ပါတယ်ပကပက